ယော 1v1 မာနပွိုင်းဖီအားတော်တော်လေးတော့များနေခဲ့ပြီပြောနေအတွင်းမှာပဲ Thai Esport ပြတ်ဖြတ်ပြီးသွားတဲ့နောက်မှာတော့ဒါရန်ကုန်ကလပ်တီကို 1G Shot 4နဲ့ပဲကျင်းနှံလိုက်ရတာဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ဒါအသင်းကောင်2သင်းပဲကြံတယ် ABC Thai Esport ကဲမစိုးပါဘူးเนาะချစ်ကန်းသာမရဝါခုနကလည်းတို့ဒါချစ်ကန်းသာမရတာ19မှတ်ရတယ်ဗျာအခုလည်းကေးဘွိုင်လေးနဲ့ဘာညာနဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်တို့ဒါဝါလောက်ရမယ်10မှတ်ကျော်လောက်ရမယ်ဗျာ17မှတ်12မှတ်လောက်ထပ်ပေါင်းမယ်โอเคအဲ့တော့ထိတ်ဆုံးကဥဆောင်နေခဲ့တဲ့ Hive နဲ့ကတော့ကျွန်တော်တို့ဒါအမှတ်ကတော့တဖြည်းဖြည်းတော့ကျင်းမြောင်းလာပြီဗျခုန17မှတ်ပဲပြတ်တယ်အခုဆိုရင်ပို့ပြီးတော့အမှတ်ကပို့ကျင်းသွားပြီ9မှတ်လောက်ပဲပြတ်တော့မှာကျွန်တော်ထင်တာမမားရဲ့နော်ကျွန်တော်ထင်တာမမားရဲ့တို့အမှတ်က6မှတ်9မှတ်လောက်ပဲပြတ်တော့မှာအဲ့တော့စောင့်တော့ကြည့်ရမယ်ထိတ်ဆုံးကဥဆောင်နေခဲ့တဲ့ဖိလစ်ပင်းသင်း Hive ကိုဒါ YG အကောင်းဆုံးဖိအားပေးဖို့တော့စူးစမ်းတာပဲဗျနှစ်ပွဲတော့ပြီးသွားပြီသူ့အနေနဲ့သူတော့ထိုက်တဲ့လောက်တော့ဒါအဆင်ပြေတယ်19မှတ်10မှတ်ကျော်2မှတ်ပေါင်းတော့ဒါအမှတ်30လောက်တော့ရမယ်ထင်တာပဲကဲဟောလေဂိမ်းဘတ်တယ်လေးဗျာ Thai Esport high ground ကနေပဲကျွန်တော်တို့ position တော့ယူထားတယ် player 3ယောက် non နေခဲ့0ကိုတော့အပါတော့ခေါ်ဖို့တော့စူးစမ်းနေတယ်position ရကြည့်မယ်ဆိုရင်တော့ဒါဒီ Thai Esport က high ground မှာရှိတဲ့အတွက်ဒါတနက်ပစ်တဲ့ game zone နေရာဖြစ်တဲ့အတွက် high ground မှာရှိတဲ့အသင်းကတော့ဒါပို့ပြီးတော့ position တာတယ်လို့တော့ပြောလို့ရတယ်ဗျာဟုတ်တယ်ရောက်ရင်ကဲဖေးစစ်တဲ့ကြာပြီလားတဲ့နှစ်ပွဲပြီးသွားပြီဗျာနော်